အားလုံးပဲမင်္ဂလာပါကားစိတ်တာဒုက္ခလည်းပဲပြေဆုံးပါစေလို့မင်္ဂလာဆုတောင်းလိုက်ပါတယ်เนาะကျွန်တော်တော့ပတ်စံမြင်ခံတယ်ပဲဆရာမြဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့4ရက်5လ2025ရက်ကနေ10ရက်5လ2025ရက်နေ့ထိเนาะတပတ်တာတင်းလာသားသမီးကြီးเนาะကန်စာတာလေးကိုတော်တော်များများဖတ်ကြားပေးမှာဖြစ်ပါတယ်တော်တော်များများဖတ်ကြားကြမှာတင်းလာသားသမီးပါဆိုလို့ရှိရင် comment လေးဝင်ရေးခဲ့ပြီးပါဦးညာเนาะအဲ့တော့ account လေးကို follow မလုပ်တယ်ဆိုရင် follow လေးလုပ်ပြီး like and share လေးလုပ်ခဲ့ပြီးတော့အဲ့တော့တင်းလာသားသမီးရဲ့เนาะဒီဘက်ကကန်ကြမှာတော်တော်များများဖတ်ကြားအောင်ညာเนาะတင်းလာသားသမီးမှာယခုတစ်ပတ်အတွင်းမှာပေါ့เนาะစိတ်နဲ့လူနဲ့မကတာရှိနေတယ်စိတ်လူနဲ့စိတ်ကိုပြောနေတတ်တယ်အရာရာကိုအလေးနက်မထားဘဲစိတ်ကိုလွတ်ထားတတ်တဲ့အနေအထားမှာရှိတယ်เนาะနောက်လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေကိုအသစ်စဖို့အတွက်တွေးခေါ်အကြံစီလေးရှိနေတယ်တို့တော့တည်တည်ချာချာပေါ့เนาะအစီအစဉ်စနစ်တကျမဆောင်ရွက်ဘူးဆိုလို့ရှိရင်ဒုက္ခရောက်တတ်တယ်တေချာစနစ်ကျစီစဉ်ပြီးတော့မှဆောင်ရွက်ပြီးတော့မှလုပ်ငန်းသစ်တွေတိုးချဲ့တာတွေလုပ်ငန်းသစ်တွေလုပ်ကိုင်တာတွေလုပ်ကိုင်တဲ့အနေအထားမှာရှိတယ်လက်ရှိလုပ်နေရတဲ့မှာမပျော်ပါပဲရှိနေတယ်ပြောင်းရွှေ့ခြင်းတဲ့အနေအထားမှာရှိတယ်เนาะအဲ့တော့မိမိတစိုးထိုးเนาะအများတားနေကြနေတစိုးထိုးလုပ်တဲ့အနေအထားလေးရှိတယ်เนาะကိုစိတ်ထင်ရလုပ်တဲ့အတွက်ကြောင့်เนาะဒါကြောက်ကြတဲ့အနေအထားလေးတွေမှာရှိတယ်เนาะအဲ့တော့နေမှာတာကြီးသမီးကြီးတွေရှိရဆိုလို့ရှိရင်တာယောက်ျားလေးအကြီးရှိရဆိုလို့ရွယ်မှုသားယောက်ျားလေးရှိရဆိုလို့ရှိရင်နေရနေဆင်းဝတတ်တယ်เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းသစ်တွေစတင်ပြီးတော့လုပ်ကင်မယ်တွေးတောထားတဲ့အရာလေးတွေအကြံစီလေးတွေပေါ့เนาะအဲ့ဒါလေးတွေကိုစနစ်တကျဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်ပါတယ်เนาะပြီးလို့ရှိရင်ကိုပေါ့เนาะကုညီဆောင်ရှောက်မဲ့လူတွေများနေတဲ့ကာလလေးဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်တဲ့လောက်เนาะငွေအများကြီးဝင်တတ်ပါတယ်ပေါ့เนาะဒါဆိုတော့ငွေဝင်လောက်ပြန်ပြီးတော့ထွက်နေတဲ့အနေအထားလေးရှိတယ်ငွေဝင်မြဲတတ်တဲ့ကာလလေးဖြစ်ပါတယ်เนาะပညာရေးနဲ့ပတ်သက်ပြီးတော့အလုံးအင်မတန်မှကောင်းနေတဲ့ကာလလေးဖြစ်ပါတယ်เนาะမိပညာသမားမိလိုချင်တဲ့ပညာရေးအသစ်တွေမိလိုချင်တဲ့ကိစ္စရပ်လေးတွေတန်းတန်းနေတိုင်းမှာအဆင်ပြေချုံးအောင်နိုင်တဲ့အနေအထားလေးရှိပါတယ်เนาะပညာရေးကံကောင်းနေတဲ့ကာလလေးဖြစ်ပါတယ်တဲ့เนาะအခြေအနေနဲ့ပတ်သက်ပြီးတော့အစမပြေလေးအနေငယ်ဖြစ်တဲ့ဂျားလူနောက်ဆက်လေးရှိတတ်တယ်တဲ့เนาะမိမိရဲ့အချက်နဲ့ပတ်သက်ပြီးတော့လိမ့်ရတဲ့ယူထားတဲ့ဟာလေးပေါ့เนาะမိမိရဲ့အချက်ကိုလိမ့်ယူခဲ့တဲ့ဟာမျိုးကြီးကြုံတွေ့ရတဲ့ခံရတဲ့မိမိအချက်နဲ့ပတ်သက်ပြီးအဆင်ပြေတာလေးရှိတတ်တယ်ပေါ့เนาะကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံအញ្ញရှိနေတဲ့ကာလဖြစ်ပါတယ်เนาะမျက်စိဥကောင်းနဲ့ပတ်သက်တဲ့ယောဂလေးဒုက္ခပေးတတ်ပါတယ်ကျမ်းမာရေးရည်ညွှန်းနေတဲ့ကာလလေးဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီနေ့သားသမီးတွေအတွက်အကျိုးပေးတဲ့ကဏ္ဍလေးရော21ပဲဖြစ်ပါတယ်เนาะအကျိုးပေးတဲ့အယောင်လေးကတော့အဝိုင်းအောင်ဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီတစ်ပတ်တော့ကံမြင့်ကဏ္ဍစီဒီနေ့သားသမီးပြီးလို့မယ်ရေရာလေးကတော့เนาะမနက်စောစောပိုင်းမှာဇီးဆူဆူရဲ့တင်းလာတောက်မှာပေါ့เนาะဖျောင်းနိုင်သက်စီလူတန်းပြီးတော့မိလိုပါလေးကိုဆူတောင်းပေးပါအဲ့တော့အရေးကြီးကိစ္စကြီးဆောင်းမယ်ဆိုတဲ့မြေခုတစ်ပတ်မှာဒီရေရာလေးကိုပြုလုပ်ပြီးတော့ဆောင်းရပြီးတော့မှเนาะပြုလုပ်ပါပေါ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာကားစီတာဒုက္ခလည်းပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တော့ပါเนาะနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါเนาะ